ကိုကအိမ်မှာဘူစာရတော့လှုပ်စားဖြစ်တယ်ပေါ့နော်အသားငါးတွေချက်စားဖြစ်တယ်ဒါပေမဲ့သူနဲ့တွဲစားဖို့အရင်ဟင်းကဘာလို့ရအောင်မလဲမသိဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါနော်ဒီနေ့ကျမဒီဗီဒီယိုလေးထဲမှာအနောက်တိုင်းစတိုင်ပေါ့နော်အာလူထောင်းနည်းတွေကိုလုပ်ပြပေးမှာဖြစ်ပါတယ်အာလူထောင်းလုပ်ဖို့အတွက်ဆိုရင်တော့အရင်ဦးဆုံးအာလူတွေကိုပေါ့နော်အခွန်တော်အရေးစေးအခွန်တော်ပြီးလို့ရှိရင်သူ့ကိုအနေတော်ပေါ့နော်အနေတော်လို့ပြောရမှာတဲ့ဟိုအတုံးတေးသေးလေးပေါ့နော်ဘာလို့လဲဆိုအတုံးသေးလေးမြန်မြန်ကြက်လေဆိုတော့လေကျမကတော့သေးနေတယ်လို့သေးထားတယ်ပေါ့နော်အတုံးကြီးလေးကြက်ဖို့ကြလေးဆိုတော့ပေါ့ကျမကတော့ဒီထဲမှာအာလူကိုပေါ့နော်အသေး3လုံးနဲ့အကြီး1လုံးပေါ့နော်စုစုပေါင်း4လုံးသုံးထားတယ်ပထမစတဲ့ချင်းမှာတော့ကျမကhigh heat နဲ့ထားပါမယ်เนาะပြီးရင်အိုးပွက်လာပြီဆိုတော့ကျမကမီးရှိန်ကိုလျှော့ပြီးအဖုံးပိတ်ပြီးမီးအေးနဲ့မိနစ်30ဆက်ပြီးတည်ထားပါမယ်ဒီအာလူပြုတ်နေတော့တစ်ဖက်မှာကျမက Swedish အသားလုံးပေါ့เนาะသူနဲ့တွဲစားဖို့လုပ်နေပါတယ်ဒါကတော့ freezer ထဲထည့်မဲ့ဟာတွေပေါ့နော်ဒီကကျတော့တယောက်စာကျမယောက်ျားအတွက်ပဲလုပ်ပြီးရဆိုတော့တယောက်စာ9လုံးပဲပေါ့နော်မိနစ်30ထထားတာအာလူလည်းကြက်ပြီဆိုတော့လေအခုကျမကသူ့ကိုရေစစ်လိုက်ပါမယ်ရေစစ်ပြီးပြီဆိုရင်တော့သူ့ကိုခုနပြုတ်ထားတဲ့အိုးတွေကိုပြန်လောင်းထည့်ပါမယ်အသုံးပြုမဲ့ပစ္စည်းတွေကတော့ဘတ်တာပေါ့နော်ဘတ်တာရယ်နွားနို့ရယ်ငရုတ်ကောင်းရယ်စားရယ်ပေါ့နော်အရန်ကိုလွယ်ပါတယ်ဒီလောက်ပါပဲအာလူကတော့ပူနေမှရမယ်ပေါ့နော်ပွက်ပြီးမှရေစစ်ပြီးချင်းပေါ့နော်ချက်ချင်းလုံးမှရမယ်ဘာလို့လဲဆိုဒီဘတ်တာတွေကအရေးပျော်ဖို့လိုတယ်ပေါ့နော်အာလူကမပူတော့ဘူးဆိုလို့ရှိရင်ဒီထောပတ်တွေကအရေးမပျော်နိုင်တော့ဘူးပေါ့နော်အင်းကအမျိုးသားလေဒီထောပတ်များများနဲ့ကြိုက်တာမို့လို့ကျမကတော့အများကြီးထည့်ထားတယ်ပေါ့နော်အကယ်၍ကိုကနည်းနည်းပဲကြာရင်တော့ short ထည့်လို့ရပါတယ်ပြီးရင်တော့အဲ့ဒီဗီဒီယိုထဲမှာမြင်ရတဲ့ဒီ mesh လုပ်တဲ့ဟာပေါ့နော်သူကဒီ macro တို့ဘာတို့မှရတယ်ပေါ့နော်ဥမာကိုနေထိုင်ရမြို့တွေမှာ IKEA ရှိရင်တော့ IKEA မှာဝယ်ရတော့ပိုအဆင်ပြေတယ်ပေါ့နော်ထောပတ်ရဲ့စားရဲ့တကြားရဲ့ကိုထည့်ပြီးမှပေါ့နော်ဒီအာလူးတွေကိုကြည်သွားအောင်ပေါ့နော်အရင်ဆုံးဒီ mesh လုပ်တဲ့ဟာနဲ့ခြေမယ်ပေါ့နော်အကုန်လုံးကိုဘာလို့လဲဆိုတော့စားလိုက်တဲ့အချိန်လေးဒီအာလူးမခြေမိတဲ့ဟာလေးကိုက်မြင်သူကအဆင်မပြေဘူးပေါ့နော်အဲဒါကြောင့်မို့ဒီအနေထားလောက်ရောက်ပြီဆိုတော့ကျမကလေနွားနို့လောင်းထည့်မယ်ပေါ့နော်တူတဲ့ကိုနွားနို့ကစံချိန်ခွက်နဲ့ပေါ့နော်တဝက်ကြော်လောက်ထည့်ရင်ရပြီပေါ့နော်ကျမကတော့နည်းနည်းများများထည့်ဘာလို့လဲဆိုတော့သူကစိတ်နဲ့အရတာဘက်ကိုကြိုက်တာမို့ပေါ့နော်အဲဒါကြောင့်မို့နွားနို့ကိုနည်းနည်းများများသုံးထားတယ်ပေါ့နော်အဲ့တော့များများ